အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါလက်ရှိရောက်နေတာကမရယာနဲ့စင်ကူးကြားပါဒီနေရာကကျွန်တော်အုတ်ကန်ရွာလို့ခေါ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့တကယ်မိန်းလမကြီးရဲ့ဘေးအကျန်းဘတ်သမားတွေရဲ့အုတ်ကူအကျန်းဘတ်သမားတွေအုတ်ကူဖြစ်ပါတယ်ကျွန်တော်ဒီမှာတွေ့ရတာကဒီကောင်တွေသေထားတော့မကြသေးဘူးဗျမကြသေးဘူးဘာကြောင့်ဒီလိုပြောရလဲဆိုရင်ဒီကောင်တွေရဲ့ဒီမှာကျွန်တော်တို့စောင်းတွေခေါင်းတွေဒီမှာအန်ယူဂျီအလံတွေတော့ကျွန်တော်တွေ့ရပါတယ်ဗျဒီမှာသူတို့တော့ဒီမှာရေးထားတာက6မိုင်တိုက်ပွဲမှာကြာသွားတယ်ပေါ့ဗျာသူတို့ရေးထားတဲ့အတိုင်းရှေ့ရဒိတ်တော့ကျွန်တော်မမြင်အောင်9လပိုင်း2025လို့မြင်ရတယ်ဒါသူတို့ရဲ့ NUG ကအလံပေါ့ဗျာဒီမှာအလံအဲ့တော့ကျွန်တော်တို့ကဒါတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကအကုန်လုံးကိုဖျောက်ဖျက်ရမှာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသမိုင်းမှတ်တမ်းဆိုးတွေကျွန်တော်နောက်လူတွေလက်စစ်မကမ်းနိုင်အောင်သူတို့ရဲ့အသည့်တွေကိုပါမသွားနိုင်အောင်ကျွန်တော်တို့ကရှင်းရမှာဖြစ်တယ်ဒီလိုမျိုးရှင်းတာကျွန်တော်တို့ဂုံတယ်ထက်ကိုရှင်းရမှာအဲ့တော့ဒါ NUG အလံကျွန်တော်ပြောပါတယ်အကြမ်းမဲ့သမားတွေအုပ်ကိုကျွန်တော်တို့တနေ့ဖက်နဲ့နင်းမယ်သေးလာပေါ့မယ်လို့ကျွန်တော်ပြောခဲ့ပါတယ်လက်ရှိတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပါပဲဒါနဲ့ကျွန်တော်တို့လုပ်နေတာကဒါတက်ဖို့ကျွန်တော်တို့ဒီလိုမျိုးလုပ်နေတာကတိုင်းသူကျွန်တော်တို့ရဲ့မိတ်ဆွေတွေသိဖို့အတွက်အကြမ်းမဲ့သမားလာတဲ့ကျွန်တော်လမ်းတစ်လျှောက်မှာလမ်းတွေမှာခင်ဗျားကလည်းအဲ့မှာချင်းတွေတူးထားတယ်အများပြည်သူသုံးလို့မရအောင်ပြီးခန်းစစ်အများကြီးပြင်ထားတယ်ဒီမှာဆိုဒီအကြမ်းမဲ့အုပ်စုကျွန်တော်ပြက်စီးသွားတဲ့ရွာတွေမနေဘူးပဲကျောင်းသားကျောင်းသူတွေဒီအကြမ်းမဲ့လက်နက်ကင်အဖွဲ့တွေကြောင်းစာတင်ကျောင်းတွေကြောခိုင်းသွားခဲ့ရလူတွေမနေဘူးပဲနေရက်ဆုံးသွားခဲ့ရလူတွေမနေဘူးပဲဒီကောင်တွေလုပ်ခဲ့တာဒါသူတို့ရဲ့အလောင်းနေရတယ်ပေါ့ဗျာအုတ်ကူနေရကျွန်တော်တို့ရှေ့မှာလည်းရှိသေးတယ်လို့ပြောတယ်ပြီးရင်ကျွန်တော်လက်ပံလာတော့ပါဝင်မယ်လက်ပံလာဆိုအကြမ်းမဲ့အုပ်စုတွေရဲ့ပင်မနေရဒီမှာ NUG အလံဒါကျွန်တော်တို့အမုန်းတရားအတွက်လုပ်နေတာမဟုတ်ဘူးဗျာတကယ်ဖြစ်ခဲ့တဲ့ဟာဒီကောင်တွေရဲ့တိုင်းပြည်တွေကအကျိုးမပြုတဲ့ကောင်တွေအလံကျွန်တော်နင်းရမှာပဲအားလုံးကိုကျေးဇူးတော်တင်ပါတယ်ကျွန်တော်ပြီးရင်လက်ပံလာကိုဆက်သွားမယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတာကစင်ကူးမြို့နယ်အပိုင်ကြောက်ပဒံများကြည့်ရပါအဲ့ဒီမိန်းလမကြီးရဲ့ဘေးမှာဒါအကြမ်းဖက်သမားတွေအုတ်ကူတွေပါတစ်လောင်းနှစ်လောင်းသုံးလောင်းလေးလောင်းငါးလောင်း6လောင်း9လောင်းအုတ်ကူ9လုံးတွေ့ရတယ်အုတ်9လုံးဒီမှာကျွန်တော်တို့ရေးထားတာကအသက်က32နှစ်အသက်32နှစ်နာမည်ဘယ်သူပေါ့ဗျာဒီကောင်တွေခွေးပြေးကနေမှနာမည်တွေဖြတ်သွားတယ်ဒါကြီးကျွန်တော်ဖြိုးရမယ်ဗျအပီးဖြိုးရမှာသူသေးတာကခွေးသေးဝက်သေးတာက2025ခုနှစ်9လပိုင်း21ရက်နေ့မှာသေတယ်အကောင်သေတယ်ပြီးဒီမှာနောက်တစ်ယောက်ဒါကတော့အကြမ်းဖက်သမားတွေသူတို့ခွေးပြေးကနေမှသူဖြတ်သွားတာဒီကောင်သေတာက2025ခုနှစ်9လပိုင်း4ရက်နေ့မြင့်မြတ်စွာသေတယ်ဗျခွေးသေးဝက်သေးတော့မြင့်မြတ်စွာသေတယ်လုံနေသေးတယ်ဒါကောင်အကြမ်းဖက်သမားတွေရဲ့ဓာတ်ပုံတွေပေါ့ဗျာဓာတ်ပုံတွေပေါ့ရဲဘော်ကြော်သူရတယ်ဗျာနော်ဒီလိုလေးပဲကောင်းပါတယ်အပြီးဒီမှာတော့စစ်သူအောင်အသက်က19နှစ်တဲ့သူသေးတာက2025ခုနှစ်9လပိုင်းဒါကျွန်တော်ဒီလောက်လေးနဲ့မရဘူးဒီကောင်လေးကအကုန်ဖြိုးရမှာဗျာဒါနဲ့ပတ်သက်တဲ့ကျွန်တော်မှတ်တမ်းတွေဘာမှထားလို့မရဘူးအကုန်ဖြိုးရမှာအဲ့တော့10ပေါင်တွေထုရင်ကိုလက်နာမယ်မထုနဲ့မိုင်းနာကပ်ပြီးတော့ခွဲပလိုက်တော့ဗျာဒါဆိုနောင်လာနောင်သားတွေဒါတွေကျွန်တော်တို့သူတို့ကိုလက်ဆင့်ကန်လို့မရဘူးပြီးရင်သူတို့ထားတဲ့အုပ်ကူတွေကလမ်းမရဲ့ဘေးတော့လမ်းသွားလမ်းလာတွေမြင်သွားလိမ့်မယ်အမြင်မတင်တဲ့ဘူးဒါတွေကအမြင်မတင်တဲ့နေရာတွေတော့အမြင်မတင်တဲ့ဟာတွေကိုကျွန်တော်တို့အမြင်မတင်ဆိုရှင်းမရမှာဒီမှာလဲဒါသူတို့ရဲ့အုပ်ကူတွေဒီမှာဒါသူတို့ရဲ့ဓာတ်ပုံပေါ့ဗျာဒါသူတို့ရဲ့ပုံတွေပြီးဒီမှာဟွာတွေတွေ့ရတယ်ကျယ်တွေတွေ့ရတယ်နည်းနည်းလေးလေးနေတော့ကျွန်တော်မမတော့ဘူးဒါဒီဘက်မှာရှိသေးတယ်ဒါသူတို့ရဲ့ဒီမှာဓာတ်ပုံထားတဲ့နေရာဟိုဒါတော့ဓာတ်ပုံထားတဲ့နေရာတော့ရှင်းပါဆိုလဲအကြမ်းဖက်သမားတွေနောက်တော့အုတ်ကူတွေထပ်လုပ်မနေတူပါဗျာအုတ်ခဲလဲသူတို့ပုံထားတာတွေ့ရတယ်အုတ်ခဲတွေသဲတွေဒါဒီမှာဆိုရင်ဒါအုတ်ခဲတွေသဲတွေဒါအကြမ်းဖက်သမားတွေထပ်ပြီးတော့ဒါအုတ်ကူလုံးမဲ့နေရာတွေဒါကျွန်တော်တို့အကြမ်းဖက်သမားတွေရဲ့အလောင်းတွေရှိတဲ့နေရာဒါတွေကျွန်တော်အလောင်းတွေဘယ်တော့သေသွားလဲတော့မသိဘူးဗျာခင်ဗျားတို့မြင်တဲ့အတိုင်းပဲကျွန်တော်ပြီးရင်ရှေ့ရအခြေအနေကျွန်တော်ဆက်ပြီးရိုက်ကူးတင်ပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်စိုးပါပြီးပဲမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေရကမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းခရိုင်တပိတ်ချင်းမြို့ပါပြီးခဲ့တဲ့ကာလတွေကဒီ area မှာအကြမ်းဖက်အုပ်စုတွေခြေကုပ်ယူခဲ့ကြပါတယ်သူတို့ဘယ်လောက်ထိအောင်ခြေကုပ်ယူလဲဆိုရင်ကျွန်တော်တို့ဒီပသိမ်ကြီးနဲ့မရယာအဆက် area ထိသူတို့ခြေကုပ်ယူခဲ့ကြပါတယ်အကြမ်းဖက်အုပ်စုတွေကြောင့်ကျွန်တော်တို့ပြည်သူပေါင်းများစွာနေရဆုံးခွာခဲ့ရတယ်ခလင်းငယ်ပေါင်းများစွာစာတင်ကျောင်းတွေကိုကြောခိုင်းခဲ့ရတယ်လက်ရှိကျွန်တော်တို့လမ်းတစ်လျှောက်မှာကျွန်တော်တို့မြင်ခဲ့ရတဲ့မြင်ကွင်းတွေမှာဆိုရင်အကြမ်းဖက်အုပ်စုတွေကလမ်းမကြီးရဲ့ဘေးတွေမှာသူတို့ရဲ့ဒီတိုက်ပွဲတွေမှာတည်ဆုံသွားတဲ့သူတို့ရဲ့အုတ်ကူတွေထားတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့လမ်းမေးဝဲရမှာသူတို့ဂိတ်တွေလုပ်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့ခန်းစစ်တွေတော်တော်များများပြင်ထားတယ်ပြီးတော့ကျွန်တော်ဘန်ကာတွေဆိုအခိုင်အမာပြင်တာတွေ့ရတယ်ဒါကျွန်တော်တို့မြင်ခဲ့တဲ့မြင်ကွင်းပါဒီကနေ့ညနေပိုင်းမှာတော့ကျွန်တော်တို့မနက်ကထွက်လာတယ်ပေါ့ဒီကနေ့ညနေပိုင်းမှာကျွန်တော်တပိတ်ချင်းမြို့ကိုရောက်တယ်ကျွန်တော်တို့ဒီမှာဗျာဝမ်းထဲကြကောင်းတာကဒီတပိတ်ချင်းစေးုံမှာလည်းအခြားသောကျွန်တော်တို့ရှမ်းမြောက်မှာကျွန်တော်ရောက်ခဲ့တယ်လို့ပါပဲစေးုံထဲမှာရှိတဲ့ပစ္စည်းအားလုံးကိုအကြမ်းဖက်အုပ်စုတွေယူဆောင်သွားတယ်ဘာမှမကြက်ဘူးဒါကတော့ကျွန်တော်တပိတ်ချင်းအထက်တန်းကျောင်းမှာတပိတ်ချင်းမျိုးနဲ့သူမျိုးနဲ့သားတွေ
ခင်ဗျားတို့လည်းဒီအချိန်နေမြင်ရအောင်ကျွန်တော်ဒီကျောင်းရှိမှရိုက်တာဖြစ်ပါတယ်ဒီကျောင်းတော်ကြီးကနေမွေးထုတ်ပေးလိုက်တဲ့အကြောင်းသားကျောင်းသူတွေများစွာရှိပါတယ်ဒီတွင်းမှာလည်းရှိတယ်ပြည်ပမှာလည်းရှိတယ်ခင်ဗျားတို့ဘလောက်တောင်ခင်ဗျားတို့လွမ်းစရာကောင်းမလဲဗျာအဲ့တော့ခေါင်းလောင်းတန်တညံမဖြစ်ခဲ့တဲ့ခေါင်းလောင်းတန်ပျောက်ခဲ့တဲ့နှစ်တွေမနေဘူးပေါ့ဗျာဒါကကျွန်တော်တို့ဘုံအကျိုးစီးပွားကိုထိခိုက်တာပဲဗျကျွန်တော်တို့ဘုံအကျိုးစီးပွားပဲခလင်းငယ်တွေကခင်ဗျာဒီစာတင်ကျောင်းထဲမှာပျော်နေရမယ့်အချိန်ဗျမိဘတွေရဲ့ကြောဘူးမှာကျွန်တော်တိုက်ပြေးနေရမယ့်အရွယ်တွေမဟုတ်ဘူးဗျတိတ်နာစရာကောင်းရင်နာလို့ရတယ်ဗျာကျွန်တော်ဒီနယ်မြေကိုတက်မတော်ရဖို့အတွက်ဆိုရင်လေကျွန်တော်တို့ဒီလိုနေရာမှာတရင်ရိုက်ဖို့ရဖို့အတွက်ကတက်မော်သားတွေများစွာကျွန်တော်အသက်တွေပေးခဲ့ရတယ်အဲ့တော့အချို့သောကျွန်တော်တက်မော်သားတွေဒီစစ်စင်နယ်မြေအတွင်းမှာကိုလက်တွေစွန့်ခဲ့ရတဲ့သူတွေရှိတယ်အသက်ပေးခဲ့ရတဲ့သူတွေများစွာရှိပါတယ်ဒါတွေကိုကျွန်တော်အများနဲ့အသိမှတ်ပြုတယ်တက်မတော်ဆိုတာကဘုံအကျိုးစီးပွားကိုဖော်ဆောင်တာဘုံအကျိုးစီးပွားဆိုတဲ့မှာခင်ဗျားတို့ရဲ့နေစဉ်ဘဝတွေရက်တီခွင့်စိတ်ချမ်းသာလုံခြုံစွာဖြင့်ခင်ဗျားတို့နေထိုင်ခွင့်ဒါတွေကိုဖော်ဆောင်တာအကြမ်းဖက်အုပ်စုတွေရဲ့လက်ထဲမှာဒီဒေသကြီးကြောက်ရောက်သွားတဲ့အချိန်မှာဒီမှာရှိတဲ့ကလေးငယ်တွေစာတင်ကျောင်းတွေကြော်ခိုင်းခဲ့ရတယ်စေယုံစေကန်းတွေမရှိဘူးဘာတစ်ခုမှမရှိဘူးဗျာတနည်းအားဖြင့်ကျွန်တော်တို့တနတ်မိုးပြီးတော့အုပ်ချုပ်ခြင်းခံခဲ့ရတယ်လက်ရှိတက်မတော်ကဒီ area ကိုပြန်ရသွားပြီပြန်ရသွားတဲ့အတွက်ကျွန်တော်တို့ဒီပြန်လဲ drone ကြီးလောက်ရမယ်ချို့သောနေရာတွေမှာကျွန်တော်တို့မိုင်းရှင်းတာတွေလုပ်တယ်ဒီ area ကကျယ်ပြန့်တဲ့ခါကျတော့ကျွန်တော်တို့အချိန်တော့နည်းနည်းတော့ယူရမှာဖြစ်ပါတယ်ခင်ဗျားတို့လွမ်းစရာကောင်းကျွန်တော်တို့ကျောင်းရှိရရိုက်တာကျွန်တော်လည်းဒီလိုနေရာရိုက်ကကျွန်တော်ရိမ်ပတ်ထဲမှာတိတ်စိတ်မကောင်းဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လည်းဒီကျောင်းကနေဒီလိုကျောင်းတော်ကနေပဲကျွန်တော်ထွက်လာခဲ့ကြတာအဲ့တော့ခင်ဗျားတို့လက်ခံသည်ပဲဖြစ်စေကြိုက်သည်ပဲဖြစ်စေမကြိုက်သည်ဖြစ်စေအကြမ်းဖက်သမားတော့ကျွန်တော်ရှင်းရမှာပဲအဲ့တော့အကြမ်းဖက်သမားတွေအနေနဲ့ခင်ဗျားတို့ရွေးစရာကနံပါတ်1ခင်ဗျားတို့လိုရခင်ဗျားတို့သိဖို့လိုတယ်ခင်ဗျားတို့လုပ်နေတာတိုင်းပြည်တိစော်ရေးလုပ်နေတာလားတိုင်းပြည်ဖြတ်စည်းရေးလုပ်နေတာလားခင်ဗျားတို့ကဒီကာလာတွင်းမှာခင်ဗျားတို့ဒီ area ကိုခင်ဗျားထိချုပ်စင်ကာလာတွင်းမှာဒီ area ကိုဖွံ့ဖြိုးတော့ခင်ဗျားတို့ဘာတွေလုပ်ခဲ့သလဲခင်ဗျားတို့လုပ်ခဲ့တာအကုန်ဖြတ်စည်းခဲ့တာကြီးပဲဘာတစ်ခုမှကောင်းတာဘာတစ်ခုမှမလုပ်ခဲ့ဘူးဘာတစ်ခုမှမလုပ်ခဲ့တာအဲ့တော့ကျွန်တော်တို့ဒီတပိတ်ချင်းမျိုးနဲ့သူမျိုးနဲ့သားတွေအနေနဲ့နံပါတ်1ကျွန်တော်တပိတ်ချင်းမျိုးကြီးပြန်လဲထူထောင်ဖို့လိုတယ်ပြန်လဲထူထောင်ဖို့လိုတဲ့နေရာမှာကျွန်တော်နံပါတ်1အရေးကြီးတာကကျောင်းသားကျောင်းသူစာသင်ကျောင်းပြန်အောင်ဖို့ခင်ဗျားတို့မျိုးနဲ့သူမျိုးနဲ့သားတွေတက်နိုင်တဲ့စီကနေပံ့ပိုးပေးကြပါကျွန်တော်စေယုံတွေပြန်လဲထူထောင်ရေးလိုရမယ်အများကြီးပဲကျွန်တော်တို့ထူထောင်ရေးအများကြီးပါပဲဒါကြောင့်တပိတ်ချင်းမျိုးနဲ့သူမျိုးနဲ့သားတွေကိုဒေတာကိုချစ်တယ်ဆိုရင်လည်းကျွန်တော်တို့ပံ့ပိုးကြပါနိုင်ငံတော်တို့ဝိုင်းပူးပေါင်းကြပါတက်မတော်တို့ဝိုင်းပူးပေါင်းကြပါကျွန်တော်တို့ခေါင်းလောင်းတန်တွေတညံညံဖြစ်ဖို့လိုပါတယ်အားလုံးပူးပေါင်းပေးကြပါအလားတူပါပဲကျွန်တော်တို့ဒီဒေတာကြီးပြန်လဲဖွံ့ဖြိုးဖို့အတွက်ကျွန်တော်တို့လက်တန်းတွေကလည်းအလုပ်လုပ်ဖို့လိုတယ်ဗျလက်တန်းတွေဆိုရင်လည်းကျွန်တော်တို့ရွေးကောက်ဝဲကနေမဲပေးကြပါကျွန်တော်တို့ဒါမှသာလျှင်အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တို့ဒီလက်တန်းနဲ့တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တပိတ်ချင်းအထက်တန်းကျောင်းကြီးပြန်လဲဖွင့်လှစ်နိုင်ပါစေလို့အမြန်ဆုံးဖွင့်နိုင်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်အလားတူပါပဲတပိတ်ချင်းမျိုးနဲ့သူမျိုးနဲ့သားတွေအမြန်ဆုံးမိမိနေရက်ကိုမိမိပြန်ရောက်နိုင်ပါစေလို့အမြန်ဆုံးပြန်ရောက်နိုင်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်တက်မတော်ကတော့ကျွန်တော်တို့လက်ရှိ area လိုက်မိုင်းရှင်းတာတွေလုပ်ပေးနေပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ဒေသခံပြည်သူတွေမိုင်းအနေကင်းရှင်းစွာပြန်လဲပြီးတော့ဝင်ရောက်နေထိုင်ဖို့အတွက်တက်မတော်ကတော့လက်ရှိစောင်းနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီနယ်မြေကိုတက်မတော်ရခဲ့တာကအလကားရခဲ့တာမဟုတ်ပါဘူးနှစ်သက်ကူလက်ဆောင်ဆိုရခဲ့တာမဟုတ်ပါဘူးတက်မော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေသွေးနဲ့ယင်ပြီးတော့ရခဲ့တာပါသွေးနဲ့ရေးခဲ့တဲ့နေရာတွေပါလက်ရှိကျွန်တော်တို့ဒီ area တကြောမှာတက်မော်သားမိသားစုဝင်တွေကိုအကြမ်းဖက်အုပ်စုသူတို့တွေရဲ့နေအိမ်တွေကိုအကြမ်းဖက်အုပ်စုတွေကရည်ရွယ်ချက်ရှိမီးရှို့ဖျက်ဆီးခဲ့တာတွေရှိတယ်ဒီဒေသမှာကျွန်တော်တို့ TNL ရဲ့လက်ကင်ထုတ်တွေရှိတယ်ဒါကတော့ကျွန်တော်တို့ခွင့်လို့မရဘူးဒီလက်ကင်ထုတ်တွေကြောင့်ကျွန်တော်တို့နိုင်ငံဝန်ထမ်းမိသားစုတွေများစွာတေချေခဲ့ရတယ်များစွာဖမ်းဆီးခံခဲ့ရတယ်သူတို့ပိုင်ဆိုင်မှုတွေများစွာဆုံးရှုံးတယ်အဲ့တော့ကျွန်တော်တို့လက်ကင်ထုတ်တွေကိုတော့ကျွန်တော်တို့ဥပဒေအရကျွန်တော်တို့ဆောင်ရမှာပဲသူတို့ရဲ့နောက်ဆုံးနေရာကကျွန်တော်တို့ဥပဒေတော်ဖြစ်မယ်အင်းစိန်တော်ဖြစ်မယ်ဒါကတော့ကျွန်တော်မရှင်းလို့မရဘူးကျွန်တော်လိုက်ကြည့်တယ်နိုင်ငံဝန်ထမ်းအိမ်တွေဆိုသူတို့ကမှီနီတွေဖြတ်ထားတာကျွန်တော်တို့ separate တွေနဲ့ crop ဖြတ်ထားတာ crop ဖြတ်ပြီးတော့အဲ့ဒါမှခင်ဗျာမီးပါရှို့ပလိုက်သေးတယ်တချို့ဆိုရွာချက်ကြီးမီးပါရှို့ပလိုက်အတွင်းကပစ္စည်းတွေရှို့တယ်အိမ်လုံးလိုက်ကိုရှို့တယ်တချို့နေရာတွေချိတ်ပိတ်တယ်အဲ့ဒီမှာနံပါတ်1ချက်အဲ့ဒီလူတွေကိုကျွန်တော်ပြင်းပြထန်ထန်အရေးယူရမယ်နံပါတ်2ချက်ကအကြမ်းဖက်အုပ်စုတွေလက်ကင်ထုတ်တွေကိုကျွန်တော်တို့ဥပဒေအရအပြစ်ပေးနိုင်အောင်လုပ်ရမယ်